တကယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့မကြီးသီးမေးကုန်းကြောင်းအရေးတောက်ဖြော်နည်းလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်ဒီဗီဒီယိုလေးကလေအရင်တန်မြာသီးကုန်းကြောင်းဖြော်နည်းဗီဒီယိုမှာတကယ်ချင်းတယောက်ကမကြီးသီးမေးကိုလေကုန်းကြောင်းဖြော်ပြပါဆိုပြီးတောင်းဆိုထားတာရှိလို့ပြန်ပြီးတော့ဒီဗီဒီယိုလေးနဲ့ပြန်ပြီးမျှဝေလိုက်ပါတယ်နော်အရင်ဦးဆုံးမကြီးသီးမေးကိုပကံထဲမှာဖြိုမဲ့ပကံထဲမှာထည့်ထားပါမယ်ပြီးရင်ငရုတ်သီးစိမ်းကြက်သွန်နီကိုပပလိထားပါမယ်နနံပင်ကိုလည်းအနည်းငယ်သုံးပါမယ်เนาะနနံပင်ကိုလည်းပပလေးလိထားပါမယ်ဒီပါဝင်ပစ္စည်းတွေကကို short ထည့်ရင်လည်းထည့်လို့ရပါတယ်เนาะနည်းနည်းလေးသုံးတဲ့အရေးတောက်လေးရှိရပေါ့เนาะအဲ့ဒါကကြတော့အရှိဗီဒီယိုမှာတံမြာသီးကုန်းချောင်းဖြိုနည်းလေးကိုတွားကြည့်လေရပါတယ်เนาะစာငါးမုံပြီးရင်ငပိထည့်ပါမယ်ငရုတ်သီးစိမ်းကိုလည်းလှီးပြီးတော့ကြက်သွန်နေငရုတ်သီးစိမ်းကိုတစ်ခါလေးထည့်ပြီးတော့နေပါမယ်နော်အခြေအနေထွက်သွားအောင်တခြားလေးဖိပြီးတော့နေပေးရပါတယ်ပြီးရင်တော့ရေထည့်ပါမယ်ရေသို့မဟုတ်ရေနွေးသုံးလို့ရပါတယ်ကိုကရေနွေးသုံးမယ်ဆိုလို့ရှိရင်တော့အချင်းကိုလျှော့ပြီးတော့ထည့်နိုင်ပါတယ်เนาะထက်ကြောအားကြတော့ရိုးရိုးရေထည့်တဲ့အတွက်ကြောင့်ဒီမှာမချင်ပါဆိုလို့ဆိုပြီးတော့ပြန်ပြီးတော့အချင်းကိုနည်းနည်းဖိပေးလိုက်ပါတယ်เนาะရေနွေးနဲ့ဖြော်မယ်ဆိုလို့ရှိရင်တော့မကြီးတီကိုလျှော့ပြီးတော့ထည့်နိုင်ပါတယ်เนาะပြီးရင်အရသာလေးမြည်ကြည့်မယ်စားနေနေပြီးလို့ရှိရင်ငါးမုံနေနေထည့်ပါတယ်ဒါဆိုလို့ရှိရင်တော့အရသာကပြည့်စုံသွားပြီဆိုလို့ရှိရင်တော့နည်းနည်းမင်းလေးအုပ်လိုက်ရင်ရပါပြီအရေးတောက်လေးနဲ့မှာစားတတ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီဟင်းရည်လေးကအရန်လွယ်ကူမြန်ဆန်ပြီးတော့တောက်ရတာလည်းအရသာရှိရပေါ့နော်ဒီလိုမျိုးကုန်းချောင်းအရေးတောက်တွေကအများကြီးဖြော်လို့ရတယ်ပေါ့နော်တခြားဖြော်မဲ့နည်းလေးတွေလည်းရှိသေးတယ်အဲ့ဒါလေးတင်တဲ့ခါကြလို့ရှိရင်လည်းစောင့်မျိုးပြီးတော့ကြည့်ရှုပေးပါအောင်နော်ဒီလိုမျိုးအရေးတောက်ကိုနာမည်လေးများများလေးပြီးတော့ကြက်သွန်နီအချင်းဆူဆူလေးတောက်ဆင်နေဆိုလို့ရှိရင်တော့ဒီလိုမျိုးဖြောတောက်ပါနော်တကယ်လို့ကိုကဒီလိုမျိုးပါဝင်ပစ္စည်းတွေလျှော့ပြီးထည့်ချင်နေဆိုလို့ရှိရင်တော့ရှေ့ဗီဒီယိုမှာလိုပဲတံမြာသီးကုန်းချောင်းဖြိုနည်းလိုပဲဖြိုလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တန်ငယ်ချင်းများအားလုံးကိုစိတ်နှပြကျန်းမာပျော်ရွှင်ကြပါစေဘိုင်ဘိုင်